နှစ်ထိတုံညာဘွားကနေနံပါတ်1ကိုစတင်မှုဘယ်လိုခက်ခဲတွေနဲ့ရင်ဆိုင်ရမလဲဘာတွေလိုအပ်လဲကျွန်တော်လည်းမသိဘူးမင်္ဂလာပါဗျကျွန်တော်ဗီဒီယိုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘာလို့မဟုတ်ပါဘူးတစ်ချိန်က blog လေးကိုပြန်ကြည့်ရင်ရင်းအတွေ့မှတ်တရတွေပြန်လမ်းမိရဗျာ2019ကနေစခဲ့တဲ့ဒီရသွင်းမှုကြီးက2025မှာပြန်လဲစတင်ဖြစ်တော့တယ်ဗျာဒါလေးဝယ်လာတာဖြစ်ပါတယ်6နှစ်တာကာလတည်းမှာလူငယ်တယောက်ရည်ပြောက်ခဲ့မြေရတဲ့အတွေ့အကြုံနဲ့ဆိုဗီယက်ချက်အမှားတွေချခဲ့ဘူးတယ်ခြေလန်းတစ်ကိုစားလျှောက်ဖို့ဘာတွေလိုအပ်လဲမသိပါဘူးကျွန်တော်စားလျှောက်နေပြီကျောင်းဖွင့်သေးလားဘယ်ထိရောက်မလဲမေးလာခဲ့ရင်တော့ခြေလန်းစားချခဲ့တဲ့နေရာတိုင်းကကျွန်တော်ရောက်ခဲ့တဲ့နေရာတွေပဲပေါ့ဗျာဒါတွေကကျွန်တော်အဆင်ပြေပြီပေါ့ဗျာဖြစ်ချင်တာတွေထက်ဖြစ်တဲ့နာတွေဦးစားပေးနေရတဲ့လူတွေမျိုးဝမ်းနေနေဖို့အချိန်မရှိပါဘူးဗျာကျွန်တော်ဗီဒီယိုလေးဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြတာပေါ့ဗျာ